မိတ်ဆွေတို့ကျွန်တော်ဒီနေ့ sharing လုပ်ပေးမယ့်အကြောင်းအရာတော့ကျွန်တော် retaining wall တွေအကြောင်းပေါ့နော်အဓိကမြေကြီးကို retain လုပ်တဲ့ system တွေအမျိုးမျိုးရှိတယ်ပေါ့နော်ဒီထဲမှာကျွန်တော်ပထမဆုံးက gravity wall တွေခေါ်တယ်သူတို့ကဒူကြီးတေကြီးတွေနဲ့တိဆောက်ပြီးတော့မြေကြီးကို retain လုပ်တဲ့ပုံစံအမျိုးအစားပေါ့နော်နောက်တစ်မျိုးတော့ကျွန်တော် cantilever ခုနလောက်တော့ဒူကြီးတေကြီးမလို့တော့ဘူးကျွန်တော်တို့ concrete ဘာကိုပဲအထဲမှာတန်ကူ concrete သုံးပြီးတော့ကျွန်တော်တို့ကမြေကြီးကို retain လုပ်တဲ့ system ပေါ့နော်ပို့ပြီးတော့ cost ကို efficient ဖြစ်စေတယ်ပေါ့နော်နောက်တစ်မျိုးကတော့ကျွန်တော်မြေကြီးတဲကိုအချောင်းလိုက်တယ်เนาะဒါမှမဟုတ် concrete သုံးမဟုတ် steel ပေါ့နော်အဲ့ဒါမျိုးကိုရိုက်ထည့်တဲ့နီးလန်းနဲ့လေကျွန်တော်တို့မြေကြီးကိုretain လုပ်လို့ရတယ်ပေါ့နော်နောက်တစ်မျိုးကတော့ကျွန်တော်တို့ကဒီ cantilever retaining wall ကိုပဲကျွန်တော်ကဒီလိုတောက်တွေထည့်ပြီးတော့သူ့ရဲ့ဒီ concrete သားကိုရောကြအောင်လုပ်ပြီးတော့ cost effective ဖြစ်အောင်ဖန်တီးရတဲ့မျိုးပေါ့နော်နောက်တစ်မျိုးကကျွန်တော်တို့ဒီတန်ချင်းတွေထဲမှာကြောက်တုံးတွေထည့်ပြီးတော့အထုတ်လိုက်နဲ့ကျွန်တော်တို့ CCV ထည့်ပြီးတော့မြေကြီးကို retain လုပ်တဲ့နီလန် KBM လို့ခေါ်ပါတယ်เนาะနောက်တစ်ခုကတော့ကျွန်တော်တို့ကဒီ swine ထဲကိုကျွန်တော်တို့ဒီ pressurizing ပေါ့เนาะအထဲကိုကျွန်တော်တို့ရိုက်ထည့်ပြီးတော့တန်ရိုက်တယ်လို့လုပ်တဲ့နီလန်မျိုးပေါ့เนาะဒါမျိုးကို swine nailing လုပ်တယ်ခေါ်ပါတယ်နောက်တစ်မျိုးကတော့ကျွန်တော် mechanically stabilize art လို့ခေါ်တယ်ပေါ့နော်ဒီကောင်ကတော့ကျွန်တော်တို့မြေကြီးတွေကြားထဲမှာတံပြားတွေ reinforcement တွေထည့်ပြီးကိုမြေကြီးကိုသူ့ဘာသူ stabilize ဖြစ်အောင်လုပ်ပြီးဘေးကနေကျွန်တော်တို့ precast wall တွေနဲ့ကာတဲ့နီးလန်းမျိုးပေါ့နော်တရားတွေရဲ့ချင်းကပ်လမ်းနေရာတွေမှာဒါမျိုးတွေကျွန်တော်တို့အသုံးများတယ်ပေါ့နော်